ဘာလင်မြို့ဟာဆိုဗီယက်အနေတပ်တွေဝိုင်းရံမှုအောက်မှာအတက်ရှူကျက်နေခဲ့ပြီးဘန်ကာတဲကဟစ်တလာကတော့ဗိုလ်ချုပ်ကြီးကင်တဲကိုအရေးပေါ်ဆင့်ခေါ်ကဗန်ရဲ့စနစ်တမနဲ့ဒေါ့နက်စ်ဘက်ကတပ်တွေကိုဘာလင်စီအမြန်ဆုံးစစ်ကူလုပ်ဖို့ထက်အမိန်ပေးနေခဲ့ပြီးမြဲအဲ့ဒီချိန်မှာဂျာမန်တပ်တွေဟာလူအင်အားလက်နက်ရောလောင်စာစီတွေပါပြတ်တောက်နေခဲ့သည့်အပြင်ခြေတန်းတော်များများမှာလည်းပြိုခွဲသွားခဲ့ပြီဖြစ်တာကြောင့်အဲ့ဒီအမိန်တွေကိုအကောင့်ထဲဖော်နိုင်ဖို့လုံးဝမဖြစ်နိုင်တော့ပေမဲ့ကြောင်ကရမ်းတွေထက်ပြောနေတဲ့ခေါင်းဆောင်ကြီးကိုကြည့်ပြီးဘာမှပြန်မပြောဘဲထွက်လာလိုက်ပါတယ်1945ခုနှစ်ဧပြီလ23ရက်နေ့ဘာလင်မြို့ကိုဆိုဗီယက်တပ်တွေကလေးဘက်နီးပါးဝန်းရံထားချိန်မြေအောက်ဘန်ကာထဲမှာနောက်ဆုံးမျောလင်းချက်ကိုစုပ်ကင်ထားကြတဲ့အချိန်မှာပဲဟစ်တလာစီကျင်းနှံစာတစ်စောင်ရောက်လာခဲ့ပါတယ်ပို့လာတဲ့သူကတော့နာဇီဂျာမနီရဲ့ဒုတိယခေါင်းဆောင်ဟာမန်ဂိုရင်ဖြစ်ပြီးခေါင်းဆောင်ကြီးဟစ်တလာအနေနဲ့နိုင်ငံကိုဆက်လက်ဦးဆောင်နိုင်တဲ့အခြေအနေမရှိတော့ဘူးဆိုရင်1942ခုနှစ်ကထုတ်ပြန်ထားတဲ့အမိန့်အရသူကနိုင်ငံတော်တာဝန်ကိုလွှဲပြောင်းယူတော့မည်ဖြစ်ပြီးည10နာရီအထိအကြောင်းမပြန်လာခဲ့ရင်သဘောတူတယ်လို့မှတ်ယူမယ်ဆိုတဲ့အကြောင်းရေးသားပြပို့လာပါတယ်တကယ်တော့ဗိုလ်ချုပ်ဂိုးတင်ဟာအရင်အမိန့်ကိုကိုးကားပြီးဥပဒေအရမေးမြန်းခဲ့တာဖြစ်ပေမဲ့မာတင်ဘော်မန်ကတော့အဲ့ဒီစာကိုဟစ်တလာရဲ့အာဏာကိုလူယူဖို့ကြိုးစားနေတဲ့လောက်ရဖြစ်ပုံဖော်တင်ပြလိုက်တာကြောင့်ဟစ်တလာဟာအဲ့ဒီစာကိုဖတ်ပြီးနောက်ဗိုလ်ချုပ်ဂိုးတင်ကိုနှစ်ပေါင်းများစွာယုံကြည်ခဲ့တဲ့မိတ်ဆွေတယောက်ဖြစ်မမြင်တော့ဘဲတစ္ဆာပေါက်တယောက်ဖြစ်တာမြင်လိုက်တော့တာမို့အခုချက်ချင်းယာလူတွေအကုန်ယုံသိမ်းကတေတံပေးလိုက်ဖို့မှာပါတယ်အဲ့ဒီခိုက်တန်းကစပြီးတူပတ်ဝင်းချင်းမှာယုံကြည်လို့ရတဲ့လူတယောက်မှမကြံတော့ဘူးလို့ထင်မြင်လာခဲ့ပြီးနာဇီအစိုးရရဲ့အတွင်းပိုင်းကယုံကြည်မှုတွေဟာလည်းအဲ့ဒီကျင်းနှံစာတစ်စောင်နဲ့အတူတစားစီပြိုကွဲသွားခဲ့ပြီဖြစ်ပါတယ်1945ခုနှစ်ဧပြီလ23ရက်နေ့ဟစ်တလာရှိရာဘန်ကာတဲကိုနောက်ဆုံးအကြိမ်ရောက်လာတဲ့သူကတော့နာဇီဂျာမနီရဲ့စစ်လက်နက်ထုတ်လုပ်ရေးဝန်ကြီး FSB ရပဲဖြစ်ပြီးစစ်ရှုံးတော့မယ်ဆိုတာတေချာသွားတဲ့အချိန်ဟစ်တလာကဆက်ယုံတွေတရားတွေနဲ့ရထားလမ်းတွေအပါအဝင်ဂျာမနီရဲ့အခြေခံအဆောက်အအုံအလုံးကိုဖျက်ဆီးပစ်ဖို့အမိန့်ပေးခဲ့ပေမဲ့စပီယာကတော့အဲ့ဒီအမိန့်ကိုမလိုက်နာခဲ့ပဲစစ်ပြေးသွားတဲ့အခါပြည်သူတွေပြန်လည်ရှင်းတန်းနိုင်ဖို့ဆိုတဲ့မျှော်လင့်ချက်နဲ့တက်နိုင်တဲ့မြကာကွယ်ထားခဲ့တာကြောင့်ဘန်ကာထဲမှာဟစ်တလာကိုတွေ့တဲ့အချိန်မှာလည်းသူ့အနေနဲ့အမိန့်ကိုမလိုက်နာခဲ့တဲ့အတွက်တောင်းပန်စကားပြောခဲ့ပြီးနောက်ဆုံးချိန်လက်ကမ်းနှုတ်ဆက်ခဲ့ပေမဲ့ဟစ်တလာကတော့အဲ့ဒီလက်ကိုပြန်မဆုတ်ခဲ့တာမို့နေပေါင်းများစွာယုံကြည်ခဲ့တဲ့လူနှစ်ယောက်ရဲ့ဆက်ဆံရေးဟာလည်းအဆုံးသတ်သွားခဲ့ပြီဖြစ်ပါတယ်1945ခုနှစ်ဧပြီလ26ရက်နေ့မှာစန်တက်လေးရဲ့မောင်းနှင်သူဇနီးတဲ့ဟန်နာရိုင်းနဲ့အတူဆိုဗီယက်တပ်တွေဝိုင်းရံထားတဲ့ဘာလင်မြို့ထဲကိုလေယာဉ်ငယ်တစ်စီးနဲ့အတက်ဆွင့်ပြီးဝင်ရောက်လာခဲ့သူဗိုလ်ချုပ်ကြီးဘွင်းကရင်ကိုလူဝါဖဲလေတပ်ရဲ့ခေါင်းဆောင်ရာသူအဖြစ်ခန့်အခါလူဝါဖဲလေတပ်တစ်ခုလုံးကိုအစားကနေပြန်လည်တိစောက်ပြီးတော့ပြန်ကောင်းလာအောင်လုပ်ဖို့မှာကလူလောကကြီးမှာအားနည်းတဲ့ကောင်တွေအတွက်နေရာမရှိဘဲတနာတယ်ဆိုတာဟာလည်းအလွန်ကြီးမားတဲ့အားနည်းမှုအပြစ်ဖြစ်ပြီးတဘာဝတရားကြီးကိုတစ္ဆာဖောက်တာပဲမို့အဲ့ဒီတဘာဝတရားကိုလေးစားတဲ့အနေနဲ့သူဘယ်တော့မှတနာတာတွေမလုပ်ခဲ့ဘူးကြောင်းပြောပြနေပါတယ်1945ခုနှစ်ဧပြီလ28ရက်အဓိကဗိုလ်ချုပ်ကြီးဟင်မလာတယောက်မဟာမိတ်တွေထံလက်နက်ချဖို့မျိုးစားကြီးဘာနယ်သူကနေတဆင့်ကမ်းလှမ်းလိုက်ပြီးလို့ကျင်းနှံရောက်လာတာကြောင့်အယုံကြည်ရဆုံးလူတွေကမှအယုံကြည်ရဆုံးသူကတစ္ဆာဖောက်တာခံလိုက်ရပြီးမို့တွေးယူတွေးတန်းတွေထအောင်နေတဲ့ခေါင်းဆောင်ကြီးကိုကြီးလန့်ဆာဆာအကဲခတ်နေကြရပြီးဗိုလ်ချုပ်ကြီးဘွင်ကရင်တို့ဇနီးလင်မယားကိုပဲခြံကစကားပြောဖို့နေခဲ့ခိုင်းပါတယ်အဲ့ဒီနောက်တစ္ဆာပေါက်ဟင်မလာကိုကွက်မြက်ဖို့သူတို့နှစ်ယောက်ကိုဒီကနေအမြန်ထွက်သွားဖို့မှာကသူတို့ဟာလည်းခေါင်းဆောင်ကြီးနဲ့ဒီမာတူတူတေဖို့လာတာဖြစ်ကြောင်းပြောတော့သူ့အပေါ်တစ္ဆာရှိတာကိုကျေးဇူးတင်ပေမဲ့သူဟာဟင်မလာကိုသူ့အစီအစဉ်တွေပြောမပြထားမိတာမှန်သွားတယ်လို့ပြောနေလို့ဘာအစီအစဉ်တွေလဲမေးကြည့်တော့သူဟာဂျိုးလူမျိုးတွေလာတတ်မှာကိုဒီဘန်ကာထဲကနေထိုင်ဆောင်နေတယ်လို့ထင်လာလို့မေးပြီးအမှန်တော့ရန်သူကိုလှည့်စားထားတဲ့သူ့အစီအစဉ်အရဆိုဗီယက်တွေကိုဘာလင်မြို့ထဲကိုတမင်တက်ဝန်ကွန်ပေးခဲ့တာဖြစ်ပြီးသူတို့နိုင်ပြီလို့ထင်နေတဲ့အချိန်မှာမြောက်ပိုင်းကတပ်တွေနဲ့တောင်ပိုင်းကတပ်တွေဝိုင်းပိတ်ကရန်သူကိုရှင်းပစ်တော့မှာဖြစ်ကြောင်းယူကြုံကြောင်နေပြောနေတဲ့ခေါင်းဆောင်ကြီးကိုအခြေအနေရိပ်မိတွားကြပြီဖြစ်လို့ခေါင်းဆောင်ကြီးရဲ့ဉာဏ်ပညာထက်မြက်မှုကိုတိုင်းပြည်ကိုစားလေးစားမိပါတယ်လို့သာပြန်ချီးကျူးပေးနေရပါတယ်အဲ့ဒီနောက်ဗိုလ်ချုပ်ကြီးအန်ယောဘက်တယောက်ခေါင်းဆောင်ကြီးကိုတွားတွေ့ပြီးဟင်မလာနဲ့ SF အဖွဲ့လက်အောက်ကဆေးအဖွဲ့တွေအားလုံးဟာဘာလင်ကိုဆွတ်ခွာသွားကြပြီဖြစ်လို့ SF အဖွဲ့ရဲ့ခေါင်းဆောင်ဆာဝင်ဖြစ်တဲ့သူ့အနေနဲ့ဒီမှာလောက်ဆရာမရှိတော့တာမို့ဘာလင်ကနေထွက်ခွာခွင့်ပေးဖို့တောင်းဆိုတော့ခေါင်းဆောင်ကြီးကလက်မခံတာမို့လှည့်ပြန်လာရပါတယ်အင်ကိုရောက်တော့မိသားစုသမင်ဝိုင်းကိုယူနီဖောင်းအပြည့်နဲ့ဝင်ထိုင်နေလို့ကလေးတွေကဘာကြောင့်လဲမေးကြည့်တော့သူတို့မိသားစုရဲ့နောက်ဆုံးသမင်ဝိုင်းလေးကိုဝမ်းနဲ့နောင်တအပြုံးတွေအပြည့်နဲ့ဘာမှမဖြစ်ပါဘူးလို့ပြန်ဖြေရင်းလက်ပစ်ပုံနှလုံးကိုစနက်တန်ဖြုတ်လိုက်ပြီးတစ္ဆာတရားနဲ့အမှန်တရားကြားမှာမိသားစုဘဝကိုလွတ်မြောက်ဖို့ကြိုးစားသွားကြပြီဖြစ်ပါတယ်1945ခုနှစ်ဧပြီလ28ရက်ညပိုင်းမှာတော့ SF အဖွဲ့ရဲ့ခေါင်းဆောင်ဟင်နရစ်ဟင်မလာရဲ့ကိုယ်စားလှယ်ဖြစ်သူဟစ်တလာရဲ့မယားညီကိုတော်ဆက်သူဟာမန်ဖေဂါလိုင်းကိုနေအိမ်အတွင်းဝင်ရောက်ဖမ်းဆီးလိုက်ကြပြီးတစ္ဆာဖောက်အဖြစ်တက်မဲ့ကတနက်နဲ့ပြစ်တက်ပြီးအဆုံးစီရင်ခဲ့လိုက်ကြပါတယ်
1945 ခုနှစ်ဧပြီလ29ရက်နနက်တနာရီဝန်းကျင်မှာတော့ဟစ်တလာဟာအီဘရာဘရောင်းနဲ့တရားဝင်လက်ထပ်ခဲ့ကြပြီးနနက်4နာရီလောက်မှာတော့ဆရေးမာလေးသရော်ရွင်းကဲကိုခေါ်ကသူ့ရဲ့နောက်ဆုံးတည်တန်းစာကိုရေးသားခိုင်းခဲ့ပါတယ်။အဲ့ဒီတည်တန်းစာထဲမှာတော့သူတည်ဆုံးပြီးတဲ့နောက်နာဇီဂျာမနီကိုဘယ်သူတွေဆက်လက်ဦးဆောင်ရမယ်ဆိုတာအပြင်သူ့ရဲ့နောက်ဆုံးဆန္ဒတွေကိုပါအသေးစိတ်ရေးသားထားခဲ့ပါတယ်။1945 ခုနှစ်ဧပြီလ30ရက်နေ့နနက်9နာရီခွဲဝန်းကျင်မှာတော့ဗိုလ်ချုပ်ကြီးဘီရှဲဝင်ကဲဟာဟစ်တလာကြီးကိုရောက်ရှိလာပြီးဆိုဗီယက်တပ်တွေဟာအဓိပတိရုံနာအထိထိုးဖောက်ဝင်ရောက်လာကြပြီလို့သတင်းလာပြီးတော့ငါတို့ဂျာမနီကတော့ကံမကောင်းခဲ့ပေမဲ့အဲ့ဒီကောင်တွေငါတို့ရဲ့အရှိဘက်ကမိဖက်တွေစီမှာကြာရှုံးလိုက်မယ်လို့ရည်ရွယ်နေပြီးကံကောင်းပါစေလို့ဆုတောင်းပေးကကျေးဇူးတင်ကြောင်းဆိုပါတယ်ထို့နောက်ဆုံးမျှော်လင့်ချက်ဖြစ်တဲ့ဗိုလ်ချုပ်ကိုင်းတဲ့ထံကသတင်းရောက်လာပြီးဝက်ခရဲ့တပ်တွေဟာရှာဝါစီရဲ့တောင်ဘက်မှာပိတ်မိနေပြီဖြစ်ကတပ်မစနစ်ဟာလည်းဘာလင်ကိုတိုက်ဖို့မကူညီနိုင်တော့တယ်လို့တပ်မကိုဟာလည်းရန်သူတွေဝိုင်းခံထားရပြီဖြစ်ကြောင်းသတင်းလက်ခံရရှိပြီးနောက်တိတ်ဆိတ်စွာထွက်သွားဖို့လုပ်နေတဲ့ခေါင်းဆောင်ကြီးကိုကျွန်တော်တို့ကြီးစံတွေကုန်သွားတဲ့အခါဘယ်လိုလုပ်ရမလဲလို့မေးကြည့်တော့သူဘယ်တော့မှလက်နက်ချမည်မဟုတ်ကြောင်းနဲ့အခြားဗိုလ်ချုပ်တွေကိုလည်းလက်နက်ချဖို့ခွင့်မပြုကြောင်းပြောကထွက်လာခဲ့ပါတယ်ထို့နောက်သူ့ရဲ့ကိုရံတော်ကိုခေါ်ကသူနဲ့သူမိမဟာကိုတက်သေးကြတော့မှဖြစ်လို့သူတည်ပြီးတဲ့အခါသူ့ရဲ့ရုပ်အလောင်းကိုဆိုဗီယက်ကောင်တွေလက်ထက်ကိုအလားပြထားမှမျိုးမလိုချင်တာကြောင့်သူ့အလောင်းကိုမီးရှို့ပြီးလက်စဖျောက်ပေးရမှာကြားပါတယ်1945 ခုနှစ်ဧပြီလ30ရက်နေ့နေ့လယ်တနာရီလောက်မှာတော့ဟစ်တလာတယောက်သူ့ရဲ့နေ့လယ်စာကိုသူဇနီးနဲ့အတူစားတော့ကဗိုလ်ချုပ်တွေအားလုံးကိုဆင့်ခေါ်ပြီးနောက်ဆုံးအကြိမ်နှုတ်ဆက်စကားဆိုပါတယ်1945 ခုနှစ်ဧပြီလ30ရက်နေ့လယ်3နာရီခွဲဝန်းကျင်မှာတော့ကိုဘဲဘော်မန်မွန်ကဲနဲ့ဘန်ကာတဲကကြံရှိနေတဲ့ဗိုလ်ချုပ်တွေအားလုံးဟာခေါင်းငုံပြီးစကားတစ်ခွန်းမှမပြောနိုင်ပဲငြိမ်သက်စွာဆောင်းဆိုင်နေခဲ့ကြချိန်အခန်းထဲကနေတနက်တန်တစ်ချက်ထွက်ပေါ်လာခဲ့ပြီးဟစ်တလာဟာဆိုင်ယာနိုင်အစိတ်ကိုတောက်ပြီးတော့သူ့ကိုယ်သူတနက်နဲ့ပြစ်တဲ့အခါဘဝကိုအဆုံးတက်ခဲ့တယ်လို့အီဗာဘရောင်းကလည်းဆိုင်ယာနိုင်အစိတ်တောက်ပြီးဟစ်တလာရဲ့ဘေးမှာပဲအသက်ဆုံးရှုံးသွားခဲ့ပါတယ်အဲ့ဒီတနက်တန်တစ်ချက်နဲ့အတူဥရောပကို6နှစ်ကြာစစ်မီးလောင်ကျွမ်းစေခဲ့တဲ့နာဇီဂျာမနီရဲ့ခေါင်းဆောင်တစ်ယောက်ရဲ့ဘဝဟာလည်းအဆုံးတက်သွားခဲ့ပြီဖြစ်ပါတယ်အာနာကိုအလွန်အမင်းဆွဲလန်းတဲ့သူတစ်ယောက်အတွက်အခက်အခဲဆုံးအရာကအာနာဆုံးရှုံးသွားတာမဟုတ်ဘဲငါမှားခဲ့တဲ့ဆိုတဲ့အမှန်တရားကိုလက်ခံရတာကပိုခက်ခဲပါတယ်ဟစ်တလာဟာလည်းအဲ့ဒီအမှန်တရားကိုနောက်ဆုံးအချိန်အထိလက်မခံနိုင်ခဲ့ပဲဘာလင်မျိုးပြိုကျပျက်စီးသွားတာအပြစ်မဲ့ကလေးတွေနဲ့ပြည်သူတွေအသက်ဆုံးရှုံးခဲ့ရတာလူပေါင်းများစွာငတ်မွေဒုက္ခရောက်ခဲ့ရတာတွေကိုသူ့ရဲ့ဆုံးဖြတ်ချက်တွေရဲ့အကျိုးဆက်အဖြစ်မမြင်ခဲ့ပဲရှုံးနိမ့်မှုအားလုံးကိုတစ္ဆာပေါက်တွေနဲ့ရန်သူတွေပေါ်တာပုံချနေခဲ့ပါတယ်တခါတလေလူတစ်ယောက်ကကိုယ်အမကိုရင်ဆိုင်ဝန်ခံတာထက်အပြစ်ကိုတခြားသူတွေစီပုံချလိုက်တာကပိုလွယ်ကူနေတတ်ပါတယ်အဲ့ဒီနောက်ဟစ်တလာရဲ့နောက်ဆုံးအမိန့်အတိုင်းသူတို့နှစ်ယောက်ရဲ့အလောင်းကိုဆောင်းတဲ့ဘက်ကဘန်ကာဘော်က right cancellery ဥယျာဉ်တဲကိုတည်ဆောင်သွားခဲ့ကြပြီးဘုံပေါက်ကွဲတံတွေကြားမှာဓာတ်ဆီအများပြားလောင်းချကမီးရှို့တကြိုပေးခဲ့ကြပါတယ်မီးကြောက်တွေတဖြည်းဖြည်းမြင့်တက်လာချိန်မှာတော့မာတင်ပေါ်မန်ဂျိုးဇက်ကိုဘဲနဲ့ကြံရှိနေတဲ့အရာရှိတချို့ဟာနာဇီလေးပြပုံစံနဲ့နောက်ဆုံးနှုတ်ဆက်ခဲ့ကြပြီးအဲ့ဒီမီးကြောက်တွေဟာဟစ်တလာရဲ့ဘဝကိုတာမကနှစ်ပေါင်းများစွာဥရောပကိုစစ်မီးလောင်ကျွမ်းစေခဲ့တဲ့တတိယရိုင်ရဲ့အာနာအိမ်မက်ကိုပါပြာအဖြစ်ပြောင်းလဲခဲ့ပြီဖြစ်ပါတယ်မစ်ကိုဘဲဟာသူမရဲ့ကလေး6ယောက်ကိုအေးဆေးတိုက်ပြီးတယောက်ပြီးတယောက်အသက်ဆုံးရှုံးစေဖို့ကြိုးစားခဲ့ပေမဲ့ကလေးတွေကတော့ဘာမှမသိကြပဲသူတို့မိခင်ဟာသူတို့ဘေးမှာရှိနေတာကိုလုံခြုံမှုတစ်ခုလိုသာခံယူထားကြပေမဲ့အဲ့ဒီညမှာတော့သူတို့မိခင်ရဲ့လက်တွေဟာသူတို့ကိုနွေ့နွေ့ထွေးထွေးဖတ်ထားပေမဲ့လက်တွေမဟုတ်တော့ပဲလူတစ်ယောက်ပေါ်ယုံကြည်မှုနဲ့အယူဝါဒတစ်ခုကိုအတက်ထက်တောင်ပိုတန်ပိုးထားတဲ့အယူမတစ်ခုရဲ့ပြီးဆက်တဲ့လက်တွေအဖြစ်ပြောင်းလဲသွားခဲ့ပြီးမိခင်ဖြစ်တာတောင်အဲ့ဒီယုံကြည်ချက်ရှိမှရှုံးနိမ့်သွားခဲ့ရပါတယ်ထိုမြင်ကွင်းကနေရင်ထဲကိုထိုးဝင်နေတာဟာကလေးတွေအသက်ဆုံးရှုံးသွားလို့တင်မဟုတ်ပဲလူတစ်ယောက်ကိုအမှန်တရားထက်ပိုယုံကြည်မိတဲ့အခါဒို့မဟုတ်အယူဝါဒတစ်ခုကိုကိုယ့်ရဲ့အသေးစိတ်ထက်ပိုမြင့်မြတ်တယ်လို့ထင်မြင်မိတဲ့အခါလူသားတစ်ယောက်ရဲ့မေတ္တာကိုချင်းစာတရားနဲ့ဆင်ခြင်နိုင်စွမ်းတွေကတဖြည်းဖြည်းပြောက်ကွယ်သွားနိုင်ပြီးနောက်ဆုံးမှာတော့ရန်သူကိုယ်သာမကကိုယ့်အချစ်ဆုံးမိသားစုကိုပါဆုံးရှုံးခံနိုင်တဲ့ဆုံးဖြတ်ချက်ကိုအမှန်တရားလို့ယုံကြည်ရလောက်တဲ့အထိလူတစ်ယောက်ကိုပြောင်းလဲပြနိုင်တယ်ဆိုတာဒီအခန်းလေးကတက်တည်ပြနိုင်ခဲ့ပါတယ်1945 ခုနှစ်မေလ1ရက်နေ့မှာတော့ဟစ်တလာတေဆုံးပြီးတရက်အကြာမှာနိုင်ငံရဲ့ဝန်ကြီးချုပ်အဖြစ်ခန့်အပ်ခံရတဲ့ဂျိုးဇက်ကိုဘဲဟာနာဇီဂျာမနီမရှိတော့တဲ့ကမ္ဘာကြီးမှာသူတို့နှစ်ယောက်အသက်ဆက်ရှင်နေဖို့အတိတ်ပဲမရှိတော့ဘူးလို့ယုံကြည်ခဲ့ကြပြီးဇနီးဖြစ်သူမစ်ကိုဘယ်နဲ့အတူဘန်ကာအပြင်ဘက်ထွက်လာကဇနီးချက်ကိုအရင်ပြစ်တက်ခဲ့ပြီးကိုအဆုံးစီရင်ခဲ့ကြပါတယ်အဲ့ဒီနောက်အဆောင်တပ်ဖွဲ့ဝင်တွေကသူတို့ရဲ့အလောင်းတွေကိုဓာတ်ဆီလောင်ပြီးမီးရှို့တကြိုပေးခဲ့ကဟစ်တလာပေါ်အဆုံးထိတစ္ဆခံခဲ့တဲ့ဇနီးမောင်နှံနှစ်ယောက်ရဲ့ဘဝဟာလည်းနာဇီဂျာမနီနဲ့အတူအဆုံးသက်သွားခဲ့ပြီဖြစ်ပါတယ်1945 ခုနှစ်မေလ2ရက်နေ့မှာတော့အတန်ချက်ဆက်တက်ထားတဲ့ဂျာမန်စစ်ကားတွေဟာဘာလင်မြို့နဲ့လှည့်လည်ကဘာလင်မြို့လက်နက်ချလိုက်ပြီဖြစ်ကြောင်းတိုက်ပွဲအားလုံးချက်ချင်းရက်တက်ကလက်နက်တွေချကြဖို့ကြေညာချက်ကိုထက်ခါထုတ်လွှင့်နေခဲ့ပါတယ်။လာပေါင်းများစွာဘုံတန်တနက်တန်တွေအောက်မှာအသက်ရှင်ခဲ့ရတဲ့ဘာလင်မြို့ဟာလည်းနောက်ဆုံးတော့တိတ်ဆိတ်မှုစီပြန်လည်ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။
1945 ခုနှစ်မေလ2 ရက်နေ့မှာတော့ဘန်ကာတဲကကြန့်ရှိနေသေးတဲ့လူတွေဟာအုပ်စုတွေခွဲပြီးဘာလင်မျိုးတဲကနေထွက်ပြေးဖို့ကြိုးစားခဲ့ကြပါတယ်။ဆက်ရေးမှလေထရဝင်းကဲဟာလည်းဗိုလ်ချုပ်ဘီဟမ်ဝင်ကဲတို့နဲ့အတူဆိုဗီယက်တပ်တွေကြားကနေကံကောင်းစွာလွတ်မြောက်နိုင်ခဲ့ပြီးဟစ်တလာရဲ့နောက်ဆုံးနေ့ရက်တွေကိုမျက်မြင်တွေ့ခဲ့တဲ့တပ်တွေတယောက်ဖြစ်အသက်ရှင်ကျန်ရစ်ခဲ့ပြီးနောက်ပိုင်းမှာတော့သူမမြင်ခဲ့တဲ့မြအမှန်တရားတွေကိုကဘာကြီးစီကိုပြန်လည်ပြောပြနိုင်ခဲ့ပါတယ်။1945 ခုနှစ်မေလ9 ရက်နေ့မှာတော့ဂျာမနီကိုယ်စားလှယ်ဗိုလ်ချုပ်ကြီးအက်ဘရက်ဂျိုဒေဟာပြင်သစ်နိုင်ငံဂျိမ်းမြို့မှာဂျာမနီရဲ့ချွင်းချက်မရှိလက်နက်ချောင်းချောင်းစာချုပ်ကိုလက်မှတ်ရေးထိုးလိုက်ပြီးနောက်နှစ်ပေါင်းများစွာဥရောပကိုတွင်းမြေကျစေခဲ့တဲ့နာဇီဂျာမနီရဲ့အင်ပါယာဟာလည်းတမိုင်းတဲကနေအပိတိုင်ကျဆုံးသွားခဲ့ပြီဖြစ်ပါတယ်။မေလ10 ရက်နေ့မှာတော့တိုက်ပွဲအလုံးရပ်တန့်သွားခဲ့ပြီဖြစ်ပြီးထိုစစ်ပွဲကြောင့်လူအသက်တန်း50ခန့်ဆုံးရှုံးခဲ့ရပြီးဂျာမန်တို့ရဲ့လက်ထဲမှာတင်ဂျူးလူမျိုး6တန်းကျော်အသက်ခံခဲ့ရပါတယ်။ဒေါက်တာရှန်နက်ဟာ1953 ခုနှစ်မှာဆိုဗီယက်တွေထံကနေပြန်လည်လွတ်မြောက်လာပြီး1998 ခုနှစ်ဒီဇင်ဘာ21 ရက်နေ့မှာကွယ်လွန်ခဲ့ပါတယ်။ဗိုလ်ချုပ်ကြီးဝီလီယံမော့ကတော့1955 ခုနှစ်မှာဆိုဗီယက်တို့ထံကနေပြန်လည်လွတ်မြောက်လာပြီး2000 ခုနှစ်ဩဂုတ်လ10 ရက်နေ့မှာကွယ်လွန်ခဲ့ပါတယ်။ဗိုလ်ချုပ်ကြီးဟဲမတ်ဝဲကတော့1955 ခုနှစ်ဆိုဗီယက်တို့လက်ထဲမှာဖမ်းဆီးခံရစဉ်အတွင်းတည်ဆုံခဲ့ပါတယ်။ဟစ်တလာရဲ့ကိုရန်တော်အိုတိုကွင်ချီကတော့ဆိုဗီယက်တို့ဖမ်းဆီးခြင်းခံခဲ့ရပြီး1956 ခုနှစ်မှာပြန်လည်လွတ်မြောက်လာက2003 ခုနှစ်မှာကွယ်လွန်ခဲ့ပါတယ်။ကွင်စီမက်စီလီဟာဘာလင်ကနေထွက်ပြေးလွတ်မြောက်ခဲ့ပြီးနောက်ယနေ့အချိန်ထိတူမသတင်းကိုဘယ်သူမှရခဲ့ခြင်းမရှိတော့ပါဘူး။ Airbus Spear ကိုတော့1945 ခုနှစ် Five Bus မှာဖမ်းဆီးနိုင်ခဲ့ပြီးနူးရင်ဘက်တရားစီရင်မှုမှာထောင်ဒဏ်အနည်း20ချမှတ်ခံခဲ့ရက1966 ခုနှစ်မှာတော့ပြန်လည်လွတ်မြောက်လာခဲ့ပြီး1988 ခုနှစ်မှာကွယ်လွန်ခဲ့ပါတယ်။ဗိုလ်ချုပ်ကြီးကိုင်းတဲနဲ့ဗိုလ်ချုပ်ကြီးဂျော်ဒီတို့နှစ်ယောက်ကိုတော့နူးရင်ဘက်တရားစီရင်ရုံးမှာတေတံချမှတ်ခံခဲ့ရပြီးတည်ဆုံခဲ့ကြပါတယ်။ဗိုလ်ချုပ်ကြီးဟာမတ်ကိုရင်ဟာလည်းတေတံချမှတ်ခံခဲ့ရပြီးသူ့ကိုမကွက်မြတ်ခင်အချုပ်ခန်းထဲမှာပဲကိုတက်တည်သွားခဲ့ပါတယ်။ဟင်းတဲ့ဟင်မလာကတော့နာမည်အတုနဲ့ဒုက္ခထဟန်ဆောင်ပြီးထွက်ပြေးဖို့ကြိုးစားစဉ်ဖမ်းဆီးခြင်းခံခဲ့ရတာကြောင့်ကိုတက်တည်ခဲ့ပါတယ်။မာတင်ဘိုးမန်းနဲ့လူဝစ်စတန်ဖစ်ကားတို့ဟာ1945 ခုနှစ်မေလ2 ရက်နေ့မနက်မှာပဲလန်တာယထာဘူတာအနီးမှာတက်တည်သွားခဲ့ကြပါတယ်။ဟစ်တလာရဲ့စီးရီးမှာလေထရဝင်းကဲဟာဖမ်းဆီးစစ်ဆေးခံခဲ့ရပေမဲ့နွေရင်ဘက်တရားရုံးကတော့သူမကိုစစ်ရာဇဝတ်မှုနဲ့တရားစွဲဆိုခြင်းမရှိခဲ့ပါဘူး။ဒါပေမဲ့သူမကိုတက်လုံးလိုက်လံစီရင်နေခဲ့တာကတရားရုံးမဟုတ်ဘဲငါဟာဟစ်တလာဘေးမှာရှိနေခဲ့တဲ့သူတယောက်ဆိုတဲ့ကိုယ့်ရဲ့အသိစိတ်ပဲဖြစ်ခဲ့ပါတယ်။